Hello, chan kalakteya hikahin Myanmar now new ni CNF sin e chimrial nak non ngay sain thet ni toy te behal nak ngay mi chunga hika mun te van lang tar than kan du I tun sang ka dau nak kong ka he pit la in sain thet ni ni chimmi toy fian nak deu te in hika mun ni sa pi kan fiang deu ko lai dia zum ruat chan nak he hika mun te hin share kan ven to than mi se ri dong tiang ngay châu về đình thằng phang thấy châu khẩu về đình cảm ơn thể hiện cần sớm na cái đó này cái này cái này thì cũng rằng nếu bộ mà xí đấy, thì rồi nếu thì mà xí đấy, chỉ cần是打破阿龙阿个强度，阿龙年事业老比บ่，而且嘛强度，你是老百姓看他的，而且嘛生活要讲这个，当然也是的，你这样就搞到苦，一定大家那个不看大那个这个受到的了，强度，第二个呢，年事业的是比较冷的，冷的那边不个。ကျွန်တော်တို့ကစစ်စင်ရဲ့ပြင်ဆင်ပြီးတော့စတာကတော့ဒီခုလ15ရက်ကနေတော့စတာပေါ့နော်တွန်းစားရဲ့ကြီးခါရဲ့ပေါ့အဲ့ဒါလိုဒီတိုင်းပဲကျွန်တော်တို့အဲ့ဒါလိုစတာပါဟုတ်ကဲ့ဒီစတင်းနေတာကတော့မနေ့ကတင်းနိုင်ကိုပြရတယ်ကျွန်တော်ဒီစတင်းနိုင်ပြီလို့ကျွန်တော်တို့ဒီပြတာပေါ့နော်ကျွန်တော်ဒီစီပွေးဘန်ကိုတော့ဒီအဲ့ဒီတန်ချက်ကပတ်စံလာပါလာတော့မကြည့်ဘူး tăng can lạc mi စခန်းတို့ရေစခန်းတို့ Paul cho an van lang tar mi se တဲ့နေရာမှာသူတို့ရဲ့ပတ်စံတွေကိုတော့တင်းစီရမိတာတင်းစီရတာဖြစ်တယ်အဓိကတော့တွန်းစံကိုသူတို့ဆုံးရှုံးတော့မှာမလို့တန်ကပတ်စံတွေသူတို့လုံချုံရဲ့အတွက်လားသူတို့အတွက်လားအဲ့ဒီလိုမျိုးနဲ့သူတို့ကထုတ်ပြီးတော့သူတို့အဲ့ဒီလိုထားတာသူတို့စီကလည်းကျွန်တော်တို့တင်းစီရတာဖြစ်တယ်ဟုတ်ကဲ့ပထမကတော့တင်း3000ပြီးတော့အခုကတင်း6000လောက်တော့ရှိမယ်ပေါ့ဟုတ်ကဲ့ကျွန်တော်တို့အနေနဲ့ကတော့ချင်းတောင်မှာအနေဆုံးဒီကောင်စီတပ်ဖွဲ့ဝင်တွေကင်းစင်နေတဲ့စံတရားလုံးမလေးပနေရကကျွန်တော်တို့ဒီချက်ဖြစ်ပါ